Villa 2-1 Arsenal ပွဲစဉ်မှာမြင်တွေ့ခဲ့ရတဲ့ Arsenal ရဲ့နေ့စဉ်ပိုင်းဆိုင်ရာအားနည်းချက်9ရက်ဘေးသမားလုံးပဲမင်္ဂလာပါ Arsenal Legend Half ကနေကြိုဆိုပါရစေ Arsenal သင်းဟာအမြင့်ပြန်တန်းနေတဲ့ Aston Villa နဲ့ Villa ဘက်မှကစားခဲ့တဲ့ပွဲစဉ်မှာနာကျင်ချင်းပေါ်နောက်ကျောက်ကိုပေးလိုက်ရက2-9 ရက်လက်နဲ့မမျှော်လင့်ပဲအလေးထိုးခံခဲ့ရပါတယ်ဒီရှုံးပွဲဟာ Premier League Champion ဆုလူပွဲအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်ဒီရှုံးပွဲဟာနီးပြမီကေအာတီတာရဲ့အသင်းမှာလူစားလဲမှုခန်းစစ်ပိုင်းစီကတ်နဲ့တိုက်စစ်ပိုင်းထိရောက်မှုတွေမှာအားနည်းချက်တွေရှိနေသေးတယ်ဆိုတာကိုထင်ရှားစေပါတယ်။ဒီပွဲမှာမြင်တွေ့ခဲ့ရတဲ့အာဆင်နယ်ရဲ့နေ့စဉ်ပိုင်းဆိုင်ရာအားနည်းချက်9ရက်ကိုကျွန်တော်မြင်မိသလောက်လေးသုံးသက်တင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်1အာဆင်နယ်ဟာဒီကဘိုခန်းစစ်အတွင်းမပါဘဲကစားခဲ့ရတာမှန်ပေမဲ့အက်စတွန်ဗီလာရဲ့ပထမဦးဆောင်ဂိုးဟာတိုးချင်းစီကံပြက်ကွက်မှုနဲ့ဖွဲ့စည်းမှုအားနည်းမှုကြောင့်ဖြစ်ပါတယ်။ဗီလာရဲ့ဖွင့်ဂိုးမှာဘယ်နောက်ခံလို့ကယ်လဖီယိုရီနဲ့ဘယ်နောက်ခံကစားသမားအက်ဇီတို့ဟာMedicash ကိုလုံးဝကံမထားနိုင်ခဲ့ပေဟာပေါက်ကြီးများစွာဖြစ်ခဲ့ပါတယ်။ဒါဟာဖိအားပေးမှု Brazilian system မှာချိုးယွင်းချက်တွေရှိနေခြင်းကိုပြသပါတယ်။ကွဲလေလူတွေတိုက်စစ်လိုက်ပါသွားတဲ့အခါမှာခန်းစစ်ကစားသမားတွေဟာနေရာကိုလှည့်မြန်စွာကာကွယ်နိုင်စွမ်းမရှိတော့ပါဘူး။ဦးဆောင်ကိုပေးလိုက်ရခြင်းဟာအာဒီတာရဲ့ခန်းစစ်အနေနဲ့ဒီဟာဒီမှာမြင်ရခဲ့တဲ့ခိုက်တန့်ဖြစ်ခဲ့ပါတယ်။နံပါတ်2အာဒီတာရဲ့ပထမပိုင်းပြီးလူစားလဲမှုဆုံးဖြတ်ချက်ဟာရဲရင်နဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပေမဲ့တချို့ကစားသမားများရဲ့စွမ်းဆောင်ရည်ကျဆင်းမှုနဲ့ပေါင်းဆက်သွားတဲ့အခါအနိုင်ကိုပေးလိုက်ရခြင်းရဲ့အဓိကအကြောင်းဖြစ်သွားခဲ့ပါတယ်။ချီပါကိုသွင်းခဲ့တဲ့ Trossard ကအကျိုးသက်ရောက်မှုကိုပြသခဲ့ပေမဲ့ဒဏ်ရာကနေပြန်ကောင်းလာတဲ့ Gyökeres ကအကျိုးသက်ရောက်မှုမပြသနိုင်ခဲ့ပဲပုံမှန်ခြေစွမ်းပြန်ရဖို့ရုန်းကန်နေရစေဖြစ်ပါတယ်။ဒါကအာဆင်နယ်ရဲ့ကွင်းလယ်အရန်အင်အားမှာပြဿနာရှိနေတယ်ဆိုတာကိုပြသပါတယ်။အာဒီတာရဲ့ကွင်းလယ်ထိန်းချုပ်မှုအတွက်အရေးကြီးတဲ့နေရာမှာအစားထိုးကစားသမားတွေဟာလေကစားသမားတွေရဲ့စွမ်းဆောင်ရည်ကိုအစားထိုးမပေးနိုင်ခဲ့ပါဘူး။ Trossard ဒဏ်ရာရပြီးလူစားလဲခံလိုက်ရခြင်းကလည်းအာဆင်နယ်အသင်းရဲ့တိုက်စစ်ပိုင်းစီးချက်ကိုရှော့ချပေးလိုက်ရတယ်လို့ဖြစ်သွားခဲ့ရပါတယ်။နံပါတ်3အာဆင်နယ်အဓိကပြဿနာဟာပွဲများစုကိုထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့အရေးကြီးတဲ့အခိုက်အတန့်တွေမှာစိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုပြသခဲ့ခြင်းဖြစ်ပါတယ်။အာဆင်နယ်အခြေပါကိုသွင်းခဲ့ပြီးတဲ့နောက်ဒုတိယဦးဆောင်ဂိုးကိုရှာဖွေဖို့ကြိုးစားခဲ့ပေမဲ့နာကျင်ချင်းမို့ပြီးဆုံးကန်ဒီမှာဘူအန်ဒီယာရဲ့အနိုင်ဂိုးကိုပေးလိုက်ရပါတယ်။ဒါအစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအားနည်းခြင်းကိုပြသပါတယ်။ဂိုးသွင်းပြီးတဲ့နောက်မှာအာဆင်နယ်ခံစစ်ရာတဲကန်ဘော့ဆက်စပီတွေကိုကောက်ခဲ့ရမှာအပြေးအဝအောင်ဆူဆိုင်မှုရှိခဲ့ပါဘူး။ချန်ပီယံဆုလူနေတဲ့အသင်းအတွက်ပွဲပြီးဆုံးကန်ဒီမှာအနိုင်ရလက်ကိုလက်လွတ်ခံခြင်းဟာလုံးဝလက်ခံလို့မရပါဘူး။နံပါတ်4အာဆင်နယ်ဂိုးပေါင်းချင်းချမှုတွေအများအပြားပြုလုပ်နိုင်ခဲ့ပေမဲ့တိုက်စစ်ပိုင်းထိရောက်မှုကဗီလာရဲ့ကိုသမားမာတီနက်စ်ကိုကျော်လွှားနိုင်လောက်အောင်အထိမဖြစ်ခဲ့ပါဘူး။အာဆင်နယ်တိုက်စစ်ကစားသမားတွေဟာဖိအားများတဲ့အခိုက်အတန့်တွေမှာအဆုံးသက်တိကျမှုအားနည်းနေပါတယ်။နီးပြအာဒီတာပြောသလို final သက်ဆုံကအရေးချင်းပျောက်ဆုံးနေခြင်းဟာပြဿနာတစ်ခုဖြစ်ပြီးဒီပွဲမှာအသင်းဟောင်းကိုဒုက္ခပေးနိုင်ခဲ့တဲ့မာတီနက်စ်ရဲ့လက်စွမ်းကအာဆင်နယ်အားနည်းချက်ကိုပိုပြီးထင်ရှားစေခဲ့ပါတယ်။နံပါတ်5ဒီပွဲမှာဒီကစားသမားတွေဒဏ်ရာရှိနေခြင်းကအာဆင်နယ်စကွက်တက်ကိုမေးခွန်းထုတ်စရာဖြစ်ပေါ်စေခဲ့ပါတယ်။ပွဲထွက်ခန်းစစ်တွဲမပါဝင်ခြင်းမော်စကွဲယာဒဏ်ရာရရှိခြင်းဂျော့ဂရက်စ်ပုံမှန်ခြေစွမ်းပြတ်မြာခြင်းစတဲ့အခြေအနေတွေမှာအရန်စားသမားတွေဟာပွဲစဉ်အဆင့်အတန်းကိုဆက်လက်ထိန်းသိမ်းမပေးနိုင်ခဲ့ပါဘူး။ချန်ပီယံဆုလူနေတဲ့အသင်းဟာဒီကစားသမားတွေမရှိတော့တဲ့အချိန်မှာအရေးသွေးကျဆင်းသွားခြင်းမရှိစေရပါဘူး။အာဆင်နယ်ခန်းစစ်ပိုင်းနဲ့ကွင်းလယ်မှာရန်အင်အားရဲ့အရေးသွေးကွာဟမှုရှိနေတယ်ဆိုတာဒီပွဲကရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပါတယ်။အချုပ်ဆိုရရင်အာဆင်နယ်ရဲ့ဗီလာနဲ့ပွဲကရှုံးနေမှုဟာရလက်ဆိုးသက်သက်မဟုတ်ပဲစိတ်ပိုင်းဆိုင်ရာနေပြည်တော်ပိုင်းနဲ့ကစားသမားအင်အားပိုင်းတို့မှာဖြည့်ရှင်းရမယ့်အားနည်းချက်များစွာကိုထင်ရှားစေခဲ့ပါတယ်။အာဒီတာအနေနဲ့ဒီအားနည်းချက်9ရက်ကိုအမြန်ဆုံးပြင်ဆင်မှသာပရီးမီးယားလိချန်ပီယံဆုလူပွဲမှာဆက်လက်ပါဝင်နိုင်မှာဖြစ်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးများကြီးတင်ပါတယ်။